ဆိုးလင်းဦးကတော့ဒီနေ့ပွဲစဉ်မှာလဲထိုးနဲ့ရှုံးနေသွားပြီတဲ့ဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ Five Permit ကနေကြိုဆိုပါတယ်ဆိုးလင်းဦးကအရင်ကလိုပုံစံမျိုးနဲ့မဟုတ်ဘဲနဲ့အခုချိန်မှာအသက်အရွယ်အားဖြင့်ကောလက်ရည်ပိုင်းမှာကောတော်တော်လေးကိုကျနေတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်ဆိုးလင်းဦးကလုံးဝကိုအလဲထိုးမခံရတဲ့ fighter ပါဒီလို fighter မျိုးကိုဝူရာပုံအနေနဲ့တစ်ချက်တည်းနဲ့အမြင့်ကန်ချက်နဲ့အတူအနိုင်ရရှိခဲ့တာဖြစ်ပါတယ်ဒါကြောင့်မို့ဆိုးလင်းဦးရဲ့မာကုံကတော်တော်လေးကိုရောကျလာပြီလို့ပြောလို့ရပါတယ်ဆိုးလင်းဦးကအရင်ကလိုတွနေကြပုံစံမျိုးနဲ့မတူတော့ဘဲနဲ့ယခုချိန်မှာတော်တော်လေးကိုနှေးကွေးနေပြီးတော့သူ့ရဲ့အသက်အရွယ်အပိုင်းခြားရတော်တော်လေးကိုအနားယူတဲ့အနေအထားမျိုးကိုရောက်ရှိနေပြီတဲ့ပဲဖြစ်ပါတယ်။ဆိုးလင်းဦးကိုကစားသမားတက်တန်းထက်စားလို့ရှိရင်ကျွန်တော်အနေနဲ့တော့နီးပြဘွားကိုပို့ပြီးတော့မြင်ကျင်နေပါပြီ။သူ့အနေနဲ့ပွဲဝင်းနေတဲ့တော်တော်လေးကိုကြာနေပြီဖြစ်တာကြောင့်မလို့ဆိုးလင်းဦးအနေနဲ့လက်ရည်ပိုင်းမှာတော်တော်လေးကိုကြာဆင်းနေတာကိုတွေ့ရမှာဖြစ်ပါတယ်။သူ့ရဲ့အဓိကအားထားရတဲ့မာကုံကလည်းဒီအချိန်မှာတော်တော်လေးကိုအားနေသွားပြီဖြစ်တာကြောင့်မလို့ဝိုရာပုံကိုဒိုင်အဆုံးဖြတ်နဲ့မဟုတ်ဘဲနဲ့အလဲထိုးနဲ့ရှုံးနေခဲ့ပါတယ်။ဒီနေ့ကစားခဲ့တဲ့ထိုးတပ်ပုံမျိုးမှာဆိုလို့ရှိရင်ဆိုးလင်းဦးနဲ့ပုံမှန်ကစားနေကြပုံစံမဟုတ်ဘဲနဲ့ပြိုင်ဘက်ကစားသမားကိုအများကြီးရှောင်စောနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ဆိုးလင်းဦးရဲ့အကွာဝေးအဓိကကတော့လက်တကန်းစာတော့အကွာဝေးဖြစ်နေပေမဲ့တစ်ဖက်ကစားသမားရဲ့ခြေကန်ချက်နေရာလောက်အထိကိုရောက်နေတာကြောင့်မလို့ဒီပွဲစဉ်မှာအရေးနှိမ့်ခဲ့ရတယ်လို့ကျွန်တော်အနေနဲ့ထင်မြင်မိပါတယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင်ဆိုးလင်းဦးရှုံးနေလို့ဝမ်းနေတာမျိုးမဟုတ်ဘဲနဲ့ဆိုးလင်းဦးအလဲထိုးခံလိုက်ရတဲ့အတွက်ဝမ်းနေခြင်းမျိုးဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့မြင်ချင်တာကဆိုးလင်းဦးကိုအလဲထိုးခံရခြင်းမျိုးမဟုတ်ဘဲနဲ့အမှတ်နဲ့ရှုံးပြီးတော့ပြိုင်ပွဲကနေပြီးတော့နှုတ်ထွက်သွားတာမျိုးပဲကျွန်တော်အနေနဲ့လိုချင်တာဖြစ်ပါတယ်အခုဆိုလို့ရှိရင်ဝမ်ချန်ပီယံရှစ်မှာအလဲထိုးခံရတဲ့တပွဲရှိလာတာကြောင့်မလို့ဆိုးလင်းဦးရဲ့ပုံရိပ်ကလည်းအများကြီးကိုထိခိုက်သွားမှာဖြစ်ပါတယ်တစ်ဖက်ကပြိုင်ဘက်ကစားသမားဖြစ်တဲ့ဝူရာပုံကလည်းတော်တော်လေးကိုကောင်းတယ်လို့ပြောလို့ရပါတယ်။သူ့အနေနဲ့ဆိုးလင်းဦးကိုဘယ်လိုထိန်းချုပ်ပြီးကစားရမလဲဆိုတာကိုကောင်းကောင်းသိနေတဲ့ကစားသမားမျိုးပဲဖြစ်ပါတယ်။အသက်အရွယ်ကားချက်ကလည်းတော်တော်လေးကိုများလာဖြစ်တာကြောင့်မလို့လူငယ်နဲ့လူကြီးပိုင်းနဲ့ထိုးတက်ရတဲ့ပုံစံမျိုးကိုရောက်သွားပါတယ်။ဆိုးလင်းဦးကအချလူဖြစ်နေပြီးတော့ဝူရာပုံကဆိုလို့ရှိရင်အသက်လူဖြစ်နေတာကြောင့်မလို့သူတို့နှစ်ယောက်ရဲ့ကြွားချမှုကတော်တော်လေးကိုများပါတယ်ဝူရာပုံကတော်တော်လေးကိုမြန်ပြီးတော့ပပနဲ့နဲ့ရှိတယ်ကစားနေကစားဟန်မှာလည်းတော်တော်လေးကိုတည်တည်တက်ရှိတာကြောင့်မလို့ဆိုးလင်းဦးကိုအများကြီးစိုးမိုးသွားနိုင်တာပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဆိုးလင်းဦးလိုကစားသမားမျိုးကိုဘယ်ဖိုက်တာကမှအလဲမထိုးနိုင်ဘူးဆိုပြီးကျွန်တော်တို့ထင်တာအခုချိန်မှာဆိုလို့ရှိရင်ဝိုရာပုံကဒီကစားသမားကိုအလဲထိုးပြသွားတာကြောင့်မလို့ကျွန်တော်တို့ရှင်နဲ့မဟာတတာကြီးအနေနဲ့ဒီပွဲစဉ်ကကြံခဲ့ရတာဖြစ်ပါတယ်ပွဲတွေဝေးနေတဲ့ကာလာပတ်မှာလဲဆိုးလင်းဦးအနေနဲ့သူ့ရဲ့သူယူရကလပ်ကကစားသမားတွေကိုဒါမြေတောင်မြောက်ပေးပြီးတော့ပြိုင်ပွဲတွေဝင်စေနေတာပဲဖြစ်ပါတယ်။ဒါကြောင့်မို့ဆိုးလင်းဦးအနေနဲ့ကပြိုင်ပွဲချိန်မှာလေးချင်းချိန်မလုံလောက်တာတွေလည်းပါမယ်။ပွဲဝေးနေတာကြောင့်မလို့သူ့အနေနဲ့လက်ရည်ကျနေတာတွေလည်းပါပါတယ်။အသက်ရအားဖြင့်လည်း34နှစ်ခန့်ဆိုတဲ့အကြာပိုင်းကိုရောက်ရှိနေပြီဖြစ်တာကြောင့်မလို့ဆိုးလင်းဦးကအဖက်ဖက်ကနေကြာပိုင်းကိုရောက်ရှိနေတာကြောင့်ပဲဖြစ်ပါတယ်။ဒီနေ့ထိုးခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ဆိုးလင်းဦးကိုဝူရာပုံဘက်ကနေပြီးတော့ခြေကန်ချက်တွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။သူ့အနေနဲ့ high kick 3 kick လောက်ကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။မိမိရဆိုလို့နောက်ဆုံး kick ခဲ့တဲ့တစ်ချက်ကိုပဲကျွန်တော်အနေနဲ့မြင်ပြမိပါတယ်။ပွဲစကလေးကခြေကန်ချက်တွေနဲ့အကဲဆန်းနေတာကိုတွေ့မြင်မှာဖြစ်ပါတယ်။ဆိုးလင်းဦးအနေနဲ့ကလည်းအမားတွေအများကြီးလုပ်ခဲ့ပါတယ်။ဝူရာပုံရဲ့ခြေထောက်ကန်ကိုရအောင်အကွာအဝေးကြီးကနေပြီးတော့ပြိုင်ဘက်ကစားသမားကိုကြီးစုနေတာကြောင့်လည်းပါလိုက်မယ်။ဆိုးလင်းဦးကပုံမှန်အားဖြင့်ဆိုလို့ရှိရင်ပြိုင်ဘက်ကစားသမားရဲ့လက်တကန်းလောက်မှာကွာပြီးတော့ထိုးသက်တဲ့ကစားသမားမျိုးဖြစ်ပါတယ်။ဝင်လုံးပြီးတော့သူ့ရဲ့မာကုံကိုအားပြုပြီးတော့ကစားတဲ့ပုံစံမျိုးပါ။ဝူရာပုံကလုံးဝအကန့်မခံပဲနဲ့သူ့ရဲ့ high kick ကီလိုရတဲ့နေရာမျိုးကနေ position ယူပြီးတော့ဆိုးလင်းဦးကိုအသာစီးကနေကစားသွားတာပဲဖြစ်ပါတယ်။ပထမဦးဆုံးချိန် high kick တဲ့အချိန်မှာဆိုးလင်းဦးအနေနဲ့တထောင်နဲ့ကာခဲမိတယ်ဆိုပေမဲ့နောက်တစ်ချိန်ထပ်မံကန်တဲ့အခါမှာတော့ဆိုးလင်းဦးရဲ့မေယိုတီတီကိုထိသွားတာကြောင့်မလို့ဆိုးလင်းဦးအနေနဲ့လုံးဝကိုချမ်းမြေပေါ်လဲချခဲ့ရတဲ့အနေအထားမျိုးဖြစ်သွားတာဖြစ်ပါတယ်။ဒိုင်ကလည်းလုံးဝကိုပွဲရင်ကားတဲ့အထိကိုဆိုးလင်းဦးအနေနဲ့မြေပုံမှာပြန်မထနိုင်ဘဲနဲ့ရှိခဲ့တာဖြစ်ပါတယ်။ဒီလိုအဖြစ်အပျက်မျိုးကဆိုလို့ရှိရင်ကျွန်တော်တို့သိနေကြဆိုးလင်းဦးရဲ့ပုံစံမဟုတ်ဘဲနဲ့ဆိုးလင်းဦးနိုတီယာကိုမြင်တွေ့နေရတယ်လို့ဖြစ်သလားလို့တော့မှကျွန်တော်အနေနဲ့မြင်မိပါတယ်။ပုံမှန်အသက်အရွယ်ငယ်ရွယ်သေးတဲ့အချိန်ဆိုလို့ရှိရင်ဆိုးလင်းဦးအနေနဲ့ဒီလိုကန်ချင်မျိုး10ချက်ကန်အောင်မှသူ့အနေနဲ့တုံ့နှုံးမဲ့ကစားသမားမျိုးမဟုတ်ပါဘူး။အခုချိန်မှာအသက်အရွယ်အပြင်တော်တော်လေးကိုကြီးနေပြီဖြစ်ပြီးတော့လေးချင်းချိန်တွေမှာလည်းဆိုးလင်းဦးအနေနဲ့အများကြီးကွာဝေးကြတာတွေဆိုးလင်းဦးရဲ့အသက်အရွယ်အရာမာကုံယုံနေမှုတွေကြောင့်မို့လို့ဝူရာပုံကိုအလဲထူနဲ့ရှုံးနေခဲ့တာဖြစ်ပါတယ်။
ဒီပွဲပြီးတဲ့နောက်ပိုင်းမှာစိုးလင်းဦးအနေနဲ့ဘလို့တွေတွားမလဲဆိုတာကကျွန်တော်အနေနဲ့တော်တော်လေးကိုစိတ်ဝင်စားပါတယ်ကစားသမားဘဝကိုပဲပြန်ဝင်မလားနီးပြဘဝကိုပဲတွားမလားဆိုတာကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါတယ်ကျွန်တော်အမြင်အရဆိုလို့ရှိရင်စိုးလင်းဦးကကစားဝိုင်းစင်မြင့်တက်ကိုထပ်မံဝင်ရောက်မသိတော့ဘဲနဲ့ဒီပုံစံတိုင်းလေးပဲအနိုင်ယူသွားပြီးတော့နီးပြဘဝနဲ့ပဲနေယူတင်နေပါပြီစိုးလင်းဦးဒီပွဲကိုအလဲထိုးခံလိုက်ရတဲ့အတွက်ကျွန်တော်တို့အနေနဲ့ကလည်းတော်တော်လေးကိုစိတ်မကောင်းဖြစ်စရာဖြစ်ပါတယ်ကျွန်တော်တို့လိုပဲမြန်မာပြည်သက်တွေအကုန်လုံးကလည်းစိုးလင်းဦးရဲ့ဒီလိုရှုံးနိမ့်မှုကိုတော့တော်တော်လေးကိုဝမ်းနေကြမှထင်ပါတယ်ကျွန်တော်တို့မြန်မာပြည်သက်တွေအနေနဲ့ကလည်းစိုးလင်းဦးကိုဝိုင်းပြီးဗလိန်းနာမျိုးမဟုတ်ပဲနဲ့အများကြီးအားပေးစကားတွေပြောပေးဖို့လိုပါမယ်စိုးလင်းဦးအနေနဲ့ကစားသမားဘဝနဲ့ပဲအကောင်းဆုံးပြန်လာမလားဒီပြဘဝနဲ့ပဲအကောင်းဆုံးပြန်လာမလားဆိုတာကိုကျွန်တော်တော်တော်လေးကိုစိတ်ဝင်စားနေပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like share subscribe လေးနှိပ်ပြီးတော့အားပေးခဲ့လို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်